ညီနံလဲလုံးဝမနမ်းမနဲ့ချိုစိမ်မွေးနေတဲ့ငါးဦးလေးကိုကြော်စားထားပါတယ်။မိုးရဲကိုစီရဲစနုံးရဲထည့်ပြီးတော့စီပူလိုက်ရင်ကြက်သွန်နီများများလေးထည့်ပြီးကြော်လိုက်ပါမယ်။ကြက်သွန်နီရဲ့ချိုတယ်လေးရချင်တာမို့လို့ကြက်သွန်နီများများလေးကိုကြော်လာလိုက်တာအစိုးတက်လေးပျောက်သွားပြီဆိုလို့ရှိရင်တော့ဂျင်းနဲ့ကြက်သွန်ပြူတွေကိုအများကြီးထည့်လိုက်ပါတယ်။အဲ့ဒီနောက်မှာတော့ငါးဦး၄တောင်မိုးဝယ်ထားတာကိုရေ3တက်လောက်ဆေးပြီးတော့ငံပြာရည်ရဲ့စားချုံမုံလေးရဲ့နဲ့ငါးဦးလေးကိုပြုတ်ပြီးတော့အတုံးလေးတွေတုံပြီးတော့ထည့်ကြော်လိုက်ပါတယ်။ငါးဦးလေးတွေကိုကြက်သွန်ဖြူနီချင်းတို့နဲ့အနံ့မှုရောင်ကြော်ပြီးသွားရင်တော့ရတာအတွက်ငံပြာရည်လေးနည်းငယ်ထည့်မယ်စားနဲ့ချုံမုံလေးကိုလည်းထည့်လိုက်ပါတယ်ရှင်။ငါးဦးပြုတ်တုံးကလည်းစားချုံမုံငံပြာရည်ထည့်ပြီးသားဆိုတော့အနှစ်အတွက်အနည်းငယ်လေးကိုပဲထည့်လိုက်ပါတယ်။ရတာလေးတွေနှံ့ဆက်သွားအောင်လို့အနည်းငယ်မှွေလိုက်ပြီးလို့ရှိရင်တော့ရှီလေးနည်းငယ်ထည့်ပြီးတော့ခဏလေးအုပ်ထားလိုက်ပါမယ်။ငါးဦးတုံးလေးတွေကြေကုန်မှာဆိုလို့ကြော်တဲ့ချိန်မှာတော့အလိုက်တင်လေးပဲအသားရမှွေပါတယ်။အနံ့ပုံမွေးသွားအောင်ရှက်နံနံလေးတစ်စီလုံးကိုလည်းညှက်ပြီးတော့ထည့်လိုက်ပါတယ်။ရှက်နံနံလေးတွေနွမ်းပြီးတော့စီပြန်လာရင်တော့ဒီနံလုံးဝမနံမဲမွေးချိုင်နေတဲ့ငါးဦးကြော်လေးတစ်ခါကရသွားပါပြီရှင်။ဒီငါးဦး၄တောင်မိုးကလေကြော်လိုက်တဲ့ချိန်မှာတော့အများကြီးပွားလာပြီးတော့ညမနက်ကိုစိတ်ကြိုက်အားရပါရစားလို့ရပါတယ်။ငါးဦးကိုလေအိမ်ကလူတွေကတော့အတုံးလေးတွေကြိုက်ပြီးမယ်။ကျမကတော့အဲ့ငါးဦးအခြေလေးတွေရဲ့ကြက်သွန်နီလေးရဲ့ကြက်သွန်ပြူချင်းရတာရဲ့နောက်ရှမ်းနံနံနဲ့မွေးမွေးလေးကိုပို့ကြိုက်လို့နှစ်လေးတွေအခြေလေးတွေကိုတော့ပို့ပြီးတော့ကြိုက်ပါတယ်ရှင်။